စိတ်ခွန်အားပေးတဲ့သူရှိဖို့လိုပါတယ်ကျွန်တော်တို့ရဲ့ဘဝမှာမတဲစပို့ပေးတဲ့သူရှိဖို့သိအရေးကြီးပါတယ်အောင်မြင်မှုကိုသွားတဲ့လမ်းတစ်လျှောက်မှာငါတို့ဆိုတာပဲရှိတယ်ငါဆိုတာမရှိပါဘူးတဲ့ကိုနောက်မှာအမြဲရက်တည်ပေးမဲ့သူကြာရှုံးသည်ဖြစ်စေအောင်မြင်သည်ဖြစ်စေကိုကိုအမြဲအားပေးနေမဲ့သူလိုလူတစ်ယောက်ကတိတ်ကိုလိုအပ်ပါတယ်လူတွေဟာဖျားရွှေချလောက်ကြသူတွေသာတိတ်များပါတယ်အောင်မြင်ပြီးကမှအစဉ်ပြေကမှဂုံယူအားပေးတတ်ကြပါတယ်တုံညကနေစတင်မဲ့သူတစ်ယောက်ကိုစပုတ်ပေးတဲ့ environment လူအဖွဲ့အစည်းဟာတိတ်ရှားပါတယ်ဒါကြောင့်နေရာတစ်ခုရောက်ဖို့အတွက်တိတ်ခက်တယ်အတော်တန်အောင်မြင်ပြီးလူတီများပြီးမှသူဘာလို့သဘောကျတယ်အားပေးတယ်ဆိုတဲ့သူတွေကြီးပါပဲတုံညကနေစတင်မဲ့အချိန်မှာကိုစပုတ်ပေးမဲ့သူအမြဲအားပေးနေမဲ့သူရှိဖို့လိုပါတယ်အဲ့လူဟာချစ်သူရည်စားမိသားစုဘသူဖြစ်ပေါ့လက်လျှော့ချင်လာတိုင်း motivation တွေပေးတဲ့သူစိတ်ပြက်အားငယ်တိုင်းနှစ်သိမ့်ပေးမဲ့သူမျိုးပေါ့ကိုပင်ပန်းလာတဲ့အခါဝမ်းနဲ့အားငယ်လာတဲ့အခါဒါကိုရင်ဖွင့်စရာတယောက်လေးမှရှိမနေဘူးဆိုတဲ့အသည့်ဟာပူနာကျင်စေတာပဲမဟုတ်လားနေမကောင်းတဲ့ကိုအသိမိစေတယောက်ကိုပေးဖို့အသုံးဝင်ဆုံးအရာဟာစိတ်ခွန်အားပေးတဲ့စကားပြောပေးခြင်းပါပဲသူမစားနိုင်တဲ့မုတ်တွေအများကြီးပေးတာတဲ့သူ့စိတ်ကိုအကြည်ဓာတ်ဖြစ်စေမဲ့ပစ္စည်းတစ်ခုခုပေးတာမျိုးပေါ့ဥပမာပန်းစည်းလိုအရာမျိုးနဲ့နှစ်သိမ့်စကားပြောခြင်းကိုပြုလုပ်ပါနေပြောင်းကန်းလာဖို့မျှော်လင့်နေတယ်အရင်လိုပြုံးပျော်နေတာကိုမြင်ရဖို့စောင့်နေပါတယ်ဆိုတဲ့စကားတွေပြောပေးပါလူနာတယောက်ရဲ့ယောဂါကိုတွန်းလှန်နိုင်အားနဲ့နလန်ထူဖို့အခြေဟာသူ့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့များစွာသက်ဆိုင်ပါတယ်စိတ်သက်ကြပြီးအားငယ်နေတဲ့သူတယောက်ကိုသူတယောက်တည်းမဟုတ်ပါဘူးဆိုတဲ့ခံစားချက်မျိုးပေးပါတခါတုန်းက Facebook ကြည့်ရင်ဗီဒီယိုတစ်ခုတွေ့လိုက်တယ်မှတ်မှတ်ရရ My heart just matters ဆိုတဲ့ကက်ရှင်လေးနဲ့ပါလင်မယားနှစ်ယောက်ကိစ္စယောဂခံစားနေရတဲ့သူ့အမျိုးသမီးကိုဂုံတုံးရိပ်ပေးပြီးတဲ့နောက်ထိုအမျိုးသားဟာသူ့ကောင်းကစပင်အားလုံးကိုရိတ်ချပစ်လိုက်တယ်ဒါကိုကြည့်ပြီးကျွန်တော်ကိုယ်တိုင်လည်း emotional အရန်ဖြစ်သွားတယ်ကိုယ့်ရဲ့အဆိုးဆုံးအခြေအနေမှာတောင်ထားမသွားပဲထပ်တူထပ်မြခံစားပေးပါမယ်ဘယ်တော့မှအထီးမကျန်စေရပါဘူးဆိုတဲ့ခံစားချက်လေးကိုသူ့အမျိုးသားစီကရလိုက်တဲ့အဲ့ဒီအမျိုးသမီးဟာဘလောက်တောင်နှွေးထေးပြီးလုံခြုံသွားလိမ့်မလဲလွယ်လေးတကူဖုတ်ပြန်နေကြတဲ့ဒီခေတ်ကြီးမှာဒီလိုလူမျိုးကိုပိုင်ဆိုင်ရတယ်ဆိုတဲ့အသည့်ဟာသူမကိုကံကောင်းဆုံးလူသားတစ်ယောက်လိုခံစားရစေမှာပါအေးတူပြူမြထပ်တူခံစားပေးပါမယ်ဆိုတဲ့သူရုပ်ရှိခြင်းဟာဘဝရဲ့တန်ဖိုးပြမရတဲ့ကောင်းချီးပါပဲအဆိုးဆုံးခြေနေမှာတောင်သူရှိတယ်ဆိုတဲ့အသည့်ဟာဖြစ်သမျှအရာအလုံးကိုရင်ဆိုင်ဖို့တတ္တိတွေပြည့်စုံနေမှာပါစိတ်ခွန်အားပေးတတ်တဲ့သူတွေနဲ့နေထိုင်ရတဲ့သူဟာပိုအောင်မြင်ကြပါတယ်မိဘရဲ့ယုံကြည်မှုပေးတဲ့ယုံကြည်မှုစိတ်ခွန်အားပေးမှုတွေချီးမွမ်းခံရခြင်းတွေရရှိတဲ့ကလေးတွေဟာပိုတော်ကြပါတယ်ငါသားငါသမီးလုံနိုင်တယ်ဆိုတာငါယုံကြည်တယ်လို့အပြောခံရတဲ့ကလေးတွေဟာနင်ဘာမှမသိဘူးနင်နဲ့မဖြစ်ဘူးဆိုတဲ့စကားလုံးတွေနဲ့ပိတ်ပင်ခံရတဲ့ကလေးတွေတဲ့ပိုတော်ကြတာဟာတိတ်မဆန်းကျယ်ပါဘူးမိဘရဲ့ယုံကြည်မှုတွေစိတ်ခွန်အားပေးမှုတွေရရှိတဲ့ကလေးတွေဟာပိုကြိုးစားကြတယ်ကိုယုံကြည်မှုပိုရှိကြပါတယ်ဒီနေရာမှာတလဲစပင်ကောင်းတဲ့သူမျိုးမဖြစ်ဖို့အရေးကြီးပါတယ်သားသမီးပြောသမျှကိုယုံပြီးအလိုလိုက်လွန်တာနဲ့စိတ်ခွန်အားပေးတာဟာမတူညီပါဘူးကိုဟာမိဘဖြစ်တဲ့အတွက်ကိုသားကိုသမီးအသွားလာကိုအမြဲကြည့်ရှုပြီးမှားရင်မှားကြောင်းမှန်ရင်မှန်ကြောင်းထုတ်ပြနိုင်ရပါလိမ့်မယ်ကြာရှုံးတဲ့အခါပြန်ထဖို့အားပေးတတ်တဲ့မိသားစုအမားလုံးပြီးတဲ့အခါနီလန်းတကျဆုံးမပေးတတ်တဲ့မိဘတွေဖြစ်ဖို့လိုပါတယ်အမြဲတမ်းဘေးကနေအပြစ်တွေတင်နေရတကာပိတ်ပင်နေတဲ့သူတွေနဲ့ဆိုရင်တိုးတက်ဖို့ဆိုတာအဝေးကြီးပါပဲတချို့မိဘတွေဟာသားသမီးကိုချစ်တဲ့ပုံစံမှားနေတတ်ကြပါတယ်စိုးရိမ်လို့ဆိုတဲ့စကားနဲ့ပုံစံခွက်ထဲထက်ပိတ်ထားတတ်ကြပါတယ်လိမ္မာတဲ့ကလေးဖြစ်ဖို့အကျုပ်တရားနဲ့ထိချိုးကြတော့တာပါပဲကိုယုံကြည်ရာကိုဝါသနာပါတာကိုမလို့ရတဲ့ကလေးတွေဟာသူတို့ဘဝမှာဘယ်အရာကကျွမ်းကျင်လဲဘယ်အရာကအားနည်းလဲဘယ်အရာက genius ဖြစ်လဲမသိကြတော့ပါဘူးအသက်ရွယ်ရလာတဲ့အခါလဲဘယ်အရာကိုမှကိုယ်ပိုင်ခံစားချက်နဲ့မဆုံးဖြတ်ရဲကြတော့ပါဘူးကိုယုံကြည်မှုမရှိကြတာမျိုးပေါ့စေပုတ်ကလေးတွေဟာသူတို့ခြေထောက်ကိုချီနှောင်ထားတဲ့တန်ကြိုးကိုဆွမဖြုတ်နိုင်ကြပါဘူးတန်ကြိုးတွေကိုဆွဲဖြုတ်ဖို့အင်အားသူတို့မှာမရှိသေးဘူးလေ
ဒါပေမဲ့အရွယ်ရောက်လို့တစ်လုံးကြီးတွေကိုတောင်ဆွဲနိုင်တဲ့ခွန်အားရှိတဲ့အခါမှာလဲဒီတန်ကြိုးတွေကိုဆွဲမဖြုတ်တတ်ကြပါဘူးဒီတစ်ခါမှာတော့ငငယ်ကလို့ခွန်အားမများလို့မဟုတ်ဘူးသူငယ်စဉ်ကလေးကဆွဲဖြုတ်လို့မရတဲ့တန်ကြိုးတွေဟာခုလည်းမရနိုင်ဘူးလို့သူအမြဲတမ်းနှစ်သားကြလို့ပါပဲယုတ်ကြည်ရာကိုမလောက်ခဲ့ရတဲ့သူတွေကိုယ်ဝါဒနာအတွက်မကြိုးစားခဲ့ရတဲ့သူတွေဟာစိတ်ဝေဒနာအနုစာရှိတတ်ကြပါတယ်ဒါဟာဖြစ်ပါမလားလုံနိုင်ပါမလားဆိုပြီးကိုတန်တရားဝင်ခြင်းပဲဖြစ်ပါတယ်အဓိကကတော့ကိုယုံကြည်မှုမရှိတာပေါ့ဒါကြောင့်လူသားတစ်ယောက်ရဲ့ပထမဆုံးအားကိုးရာဖြစ်တဲ့မိဘတွေကလည်းကိုသားသမီးကိုစိတ်ခွန်အားပေးနိုင်အောင်လှုပ်ဆောင်ကြဖို့လိုပါတယ်လူတစ်ယောက်ကိုစိတ်ကဥဆောင်တဲ့အတွက်စိတ်ခွန်အားပေးတဲ့လက်ဆောင်တဲ့ပို့အဖိုးတန်တဲ့အရာမရှိပါဘူးဒါကြောင့်ကျွန်တော်တို့ကိုယ်တိုင်လည်းစိတ်ခွန်အားပေးတဲ့သူဖြစ်အောင်နေထိုင်ပါဒါဟာတိတ်ကိုမွန်မြတ်တဲ့ရှင်သန်နေထိုင်ခြင်းမှာဘာကြောင့်လဲဆိုရင်လောကကြီးမှာအပြစ်တင်ဝေဖန်တဲ့သူတွေနဲ့ဖြိုချဖျက်ဆီးကျင်တဲ့သူတွေဟာပိုများတာကြောင့်ပါပဲ